ဒီနေ့ဘန်ကောက်မှာအင်ချမ်မီကွန်ဒိုတိုက်ခန်းနေဝယ်တဲ့အခါမှာအခန်းပိုးငွေကိုတရားမဝင်ငွေလွှဲပြီးတော့မဝယ်ဖို့အကြံပြုရင်းနဲ့တရားဝင်ငွေလွှဲဖြစ်ဖို့ဆိုရင်ငွေဘယ်လိုလွှဲရမလဲဆိုတာလေးကိုရှင်းပြပါရစေရှင်ခုနောက်ပိုင်းမှာဒီထိုင်းနိုင်ငံမှာအင်ချမ်မီကွန်ဒိုတိုက်ခန်းနေဝယ်ကြတဲ့အခါမှာအခန်းအပ်တဲ့အချိန်မှာမိမိအမည်ပေါင်းရဖို့အတွက်ဆိုရင် Foreign Exchange Transaction လို့ခေါ်တဲ့ဘဏ်ကနေထုတ်ပေးတဲ့ FPD recommend လိုအပ်ပါတယ်ရှင်ဒီ FPD အတွက်ကိုတရားဝင်ငွေလွှဲနည်းနဲ့ငွေမလွှဲကြဘဲနဲ့ဖြတ်လန်းနည်းနဲ့တရားမဝင်ငွေလွှဲစနစ်နဲ့ငွေသွင်းကြပြီးတော့ FPD recommend letter အတွက်ကိုတော့ NRD ပဲပေးပြီးဝယ်နေကြတာတွေတွေ့ရပါတယ်ရှင်အဲ့ဒါတကယ်ကိုကြီးမားတဲ့အမှားကြီးတစ်ခုလှုပ်ဆောင်လိုက်တာပါပဲလွန်ခဲ့တဲ့2024ခုနှစ်ဧပြီလကစပြီးတော့နားလည်မှုနဲ့ဘဏ်ကနေထုတ်ပေးတဲ့ FPD စာရွက်နဲ့ဝယ်ခွင့်ပေးထားတာတွေကိုတရားဝင်ပိတ်သိမ်းခဲ့ပြီးဖြစ်ပါတယ်ရှင်အခုလည်းရနေတာပဲမပိတ်လို့ပေါ်လို့မေးစရာရှိပါတယ်ဟုတ်ပါတယ်မပိတ်ဘူးဆိုပေမဲ့တရားဝင်မဟုတ်တော့ပါဘူးရှင်နားလည်မှုနဲ့လုပ်ပေးနေကြတာပါရှင်တကယ်တမ်းအတိအကျစစ်ဆေးကြတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုထိခိုက်နိုင်ပါတယ်ရှင်တရားဝင်ဖြစ်ဖို့ငွေဘယ်လိုလွှဲရမလဲဆိုတာကိုတော့ယာလီကဘဏ်တွေရဲ့ procedure လေးကိုအဓိကထားပြီးတော့သေချာရှင်းပြပေးပါမယ်ရှင် credit advice လို့ပါတယ်ရှင် credit advice ဆိုတာကတော့ဒီကိုယ်တိုင်နိုင်ငံခြားဘဏ်ကနေပြီးတော့ငွေကိုတရားဝင်လွှဲခဲ့ရင်ဘဏ်မှာ credit advice ဆိုတဲ့စာရွက်စာတမ်းလေးကိုငွေဝင်တဲ့နေ့မှာတရားဝင်သွားထုတ်လို့ရပါတယ်ရှင်ကွန်ဒိုတိုက်ခန်းစောက်တဲ့ developer စီကိုတိုက်ရိုက်လွှဲလိုက်တာဆိုရင်တော့ကိုယ်တိုင်သွားထုတ်ဖို့မလိုတော့ဘဲနဲ့ developer ကဒီစာရွက်နဲ့ပဲအကုန်လုံးပြီးစီးပါတယ်ရှင် FPD ဆိုတာကကြတော့တဆင့်ကန်တယောက်ယောက်ကိုကြားခံပြီးတော့ငွေလွှဲခဲ့ရင်ငွေလက်ခံတဲ့သူကဘဏ်မှာအဲ့ဒီစာရွက်ကိုသွားထုတ်ရပါတယ်ပြီးမှဒီမိတ်ဆွေတို့သိတဲ့ FPD ဆိုတဲ့ Foreign Exchange Transaction Form မှာဖြည့်ပြီးတော့ဘဏ်မန်နေဂျာကဒီနိုင်ငံခြားမှာငွေလွှဲကြောင်းထောက်ခံစာကိုရယူပေးရပါရှင်credit advice လည်းရပြီ FPD လည်းရပြီဆိုရင်တော့တဆင့်ကန်ငွေလွှဲတရားဝင်ငွေလွှဲမှုအောင်မြင်ပါတယ်ရှင်အခုလဲထိုင်းဘဏ်ငွေပေးပြီးတော့ FPD စာရွက်နဲ့လုပ်လို့ရနေတာပဲဘာထူးလဲဆိုရင်ထူးပါတယ်ရှင်ကိုယ်တိုင်တရားဝင်ငွေလွှဲမထားလို့ရှိရင် credit advice ဆိုတဲ့စာရွက်ကလုံးဝမထွက်ပါဘူးရှင်တနေ့နေ့မှာထိုင်းအစိုးရကနိုင်ငံသားတွေဝယ်တဲ့အင်ချမ်မြေကွန်ဒိုတိုက်ခန်းတွေအတွက်ပိုင်ဆိုင်မှုတွေကိုစစ်ဆေးတဲ့အခါမှာတရားဝင်ငွေလွှဲထားတဲ့အထောက်အထားပြပါဆိုရင်ဘယ်လိုဖြေမလဲတရားဝင်ငွေလွှဲထားတဲ့သူတွေကတော့ credit advisor ရဲ့ထုတ်ပြလိုက်ပြီးတော့ကိုယ်ပိုင်ဆိုင်မှုခိုင်မာကြောင်းကိုသက်သေပြပြီးတော့စိတ်အေးလက်အေးနဲ့လက်မထောင်ပြီးတော့နေနိုင်ပါတယ်ရှင်ဒါပေမဲ့ကိုယ်နာမည်နဲ့ထွက်ထားတဲ့ credit advice မပြနိုင်မဲနဲ့ NRD ပဲပေးပြီးဝယ်ထားတဲ့ FPD စာရွက်နဲ့ကတော့တရားဝင်ကြောင်းသက်သေပြလို့မရပါဘူးရှင် FPD ဆိုတာကတော့ထောက်ခံစာအဆင့်သက်သက်ပဲဖြစ်ပါတယ်ရှင်ဒါကြောင့်တော့တသက်တာပိုင်ဆိုင်မှုအတွက်စိတ်မအေးရမယ် FPD စာရွက်နဲ့ဖြည့်ရှင်းတာမျိုးမလုပ်ဘဲနဲ့တရားဝင်ငွေလွှဲကြပါလို့ယာလေးကတိုက်တွန်းချင်ပါတယ်ရှင်ယာလေးတို့အားလုံးကဒီသူများနိုင်ငံမှာဧည့်သည်အဖြစ်လာရောက်နေထိုင်ကြရတာဖြစ်တဲ့အလျောက်အင်ရှင်နိုင်ငံတွေကချမှတ်တဲ့ဥပဒေသားတွေကိုအတိအကျလိုက်နာဖို့လိုပါတယ်ရှင်ဒီလိုအတိအကျလိုက်နာမှသာကိစ္စတစ်စုံတစ်ခုကြုံလာလို့ရှိရင်တရားဥပဒေရဲ့အကာအကွယ်ကိုလည်းအပြည့်အဝရကြမယ်ဆိုတာလေးကိုလည်းသတိချက်စေချင်ပါတယ်ရှင်ဒါကြောင့်ကိစ္စတန်းကိုအလွယ်လမ်းမလိုက်ဘဲနဲ့စီကံလိုက်နာပေးကြပါလို့အကြံပြုပြရစီရှင်တရားဝင်ဖြစ်ဖို့ငွေဘယ်လိုလွှဲရမလဲဆိုတာမသိဘူးဆိုရင်လည်းယာလီတို့ရဲ့7-1 real estate မှာအင်ချမ်မီကွန်ဒိုတိုက်ခန်းဝယ်ယူသူတိုင်းကိုစိတ်ပူစရာမလိုဘဲနဲ့တရားဝင်ငွေလွှဲတဲ့ကိစ္စကိုကိုညီဆောင်ရွက်ပေးနေပါတယ်ရှင်တရားဝင်ငွေလွှဲစနစ်အတွက်တွေ့ဆုံဆွေးနွေးလိုတာအကူအညီရယူလိုချင်တာရှိရင် Viber နံပါတ် +66928406390 ကိုဆက်သွယ်ပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်